မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဘဝမှာအောင်မြင်မှုတွေတော့ကိုပြေးလွှားနေရင်မေးလျော့နေတတ်တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ခြေလမ်းတိုက်တဲ့မြေပြင်ဖြစ်ပေးခဲ့တယ်ကျွန်တော်တို့အမောင်းကြခြင်းမှာအလင်းတိုင်ဖြစ်ပေးခဲ့တဲ့မိဘမေတ္တာပါပဲဒီနေ့မှာတော့တင့်ကိုမျက်ရည်ကျစီရုံနဲ့မကဘူးဘဝအတွက်ခွန်အားတွေအများကြီးပေးမဲ့တားတယောက်နဲ့အမေတူရဲ့ပုံပြင်လေးကိုပြောပြပေးခြင်းပါတယ်မိဆိုတဲ့ကောင်လေးမှာမျက်လုံးတစ်ဖက်ကွယ်နေတဲ့အမေတယောက်ရှိပါတယ်မိဟာကြောင်းတက်ရတာကိုအယံမုန်းတယ်ဘာလို့လဲဆိုတော့သူ့အမေကြောင်းကိုလာတိုင်းတငယ်ချင်းတွေကဟေ့ကောင်မင်းအမေကမျက်လုံးတစ်ဖက်မရှိဘူးကြောက်စရာကြီးဆိုပြီးဝိုင်းလောင်ကြလို့ပါတယ်မိဟာသူ့အမေကိုအယံရှက်တယ်အမေဘာလို့ကြောင်းကိုလာတာလဲကျွန်တော်ကိုအရှက်ခွဲနေတာလားလို့အမြဲအော်ဟစ်တတ်ပါတယ်အမေဖြစ်သူကတော့ဘာမှပြန်မပြောပဲပြုံးလေးနဲ့ပဲကြည်နေတတ်တယ်သူဟာဈေးထဲမှာဟင်းသီးဟင်းရွက်ရောင်းပြီးတားဖြစ်သူကိုပညာတတ်ကြီးဖြစ်အောင်ခက်ခဲစွာထောက်ပံ့ခဲ့ရရှာပါတယ်အချိန်လေးကြာလာတော့မင်းဟာစာကြိုးစားပြီးမျိုးကြီးမှာအလုတ်ကန်ကောင်းသည်ရာအိမ်တော်ကြပြီးချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်လာပါတယ်။သူဟာအတိတ်ကစင်းနေတဲ့ဘဝနဲ့မျက်လုံးတစ်ဖက်မရှိတဲ့အမေကိုလုံးဝမေ့ထားလိုက်တယ်။ဒီနေ့မှာတော့အမေဖြစ်သူဟာသားကိုလွမ်းလို့မြို့ပေါ်ကအိမ်ကြီးကိုလိုက်လာခဲ့ပါတယ်။ဒါပေမဲ့မင်းရဲ့ကလေးတွေကအဖွားဖြစ်သူကိုမြင်တော့ကြောက်ပြီးငိုကြပါလေရော။မင်းကဒေါသတကြီးနဲ့အမေကိုအိမ်ပြန်မောင်းထုတ်လိုက်တယ်။အမေဘာလို့လာတာလဲ။အမေမျက်နှာကိုကြည့်ပြီးကျွန်တော်ကလေးတွေလက်နေပြီအခုချက်ချင်းပြန်ပါတော့တဲ့အမေဟာတောင်းပန်စကားလေးပဲပြောပြီးအိမ်ပြန်သွားခဲ့ရရှာပါတယ်နှစ်အနည်းငယ်အကြာမှာမင်းစီကိုစားတစောင်ရောက်လာတယ်သူ့အမေဆုံးပါသွားပြီတဲ့မင်းဟာအိမ်ဟောင်းလေးကိုပြန်လာတဲ့အခါအမေခြံထားခဲ့တဲ့လက်ရည်ဆုပ်ဆုပ်နဲ့စားတစောင်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီစားထဲမှာချစ်လာစွာသောသားလေးအမေသားကိုအမြဲတမ်းလွမ်းနေခဲ့တာပါသားကိုအရှက်ခွဲမိသလိုဖက်ခဲ့ရင်အမေကိုခွင့်လွှတ်ပါနော်ဒါပေမဲ့တားမသိတဲ့အမှန်တရားတစ်ခုရှိခဲ့ပါတယ်။တားငယ်ငယ်ကမတော်တဆဖြစ်ပြီးမျက်လုံးတစ်ဖက်ပျက်စီးသွားခဲ့သူကဆရာဝန်လေးကမျက်လုံးအစားထိုးမှရမယ်လို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာအမေကတားကိုမျက်လုံးတစ်ဖက်ကွယ်နေတဲ့လူအဖြစ်မရှင်းတမ်းစေချင်ဘူး။ဒါကြောင့်အမေရဲ့မျက်လုံးတစ်ဖက်ကိုတားအတွက်ပေးခဲ့တာပါ။တားအခုမြင်နေရတဲ့ကဘာကြီးရဲ့တဝက်ဟာအမေရဲ့မျက်လုံးပါပဲ။တားအတွက်အမေဂုဏ်ယူပါတယ်။မင်းဟာစာကိုဖတ်ရင်ဂျမ်ပင်ပေါ်ဒူးထောက်ကြပြီးအတန်ကုန်ဟင်းကိုပါတော့တယ်။ဒါပေမဲ့တောင်းပန်ဖို့အချိန်နှောင်းသွားခဲ့ပါပြီ။မိတ်ဆွေကျွန်တော်တို့ရဲ့မိဘတွေဟာသူတို့မှာရှိသမျှအရာအလုံးကိုကျွန်တော်တို့အတွက်ပေးဆက်ခဲ့ကြသူတွေပါ။တခါတလေသူတို့ရဲ့အိုမင်းချင်းသူတို့ရဲ့ခေတ်နောက်ကျခြင်းတွေဟာကျွန်တော်တို့အတွက်အရှက်ရလျက်မဟုတ်ပါဘူး။အဲ့ဒါတွေဟာကျွန်တော်တို့ကိုလူလားမြောက်အောင်ပြိုးထောင်ပေးရင်ရရှိခဲ့တဲ့ဒဏ်ရာတွေသာဖြစ်ပါတယ်။မိဘတွေရှိနေသေးရင်သူတို့ကိုအချိန်ပေးပါသူတို့ကိုတန်ဖိုးထားပါ။တင်အောင်မြင်နေချိန်မှာသူတို့ကိုမိတ်မထားပါနဲ့ဘာလို့လဲဆိုတော့လောကကြီးမှာဘသူကမှတင့်ကိုမိဘတွေလိုအကျွမ်းမဲ့ချစ်မှာမဟုတ်လို့ပါပဲနောင်တဆိုတာအချိန်လွန်မှရောက်လာတဲ့အရာပါဒီနည်းပဲတင့်မိဘတွေကိုဖုံးဆက်ပြီးချစ်တယ်လို့ပြောလိုက်ပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်